Singapore မှာ hotpot နဲ့ barbecue ကိုတယောက်ချင်းစားလို့ရတဲ့ buffet ဆိုင်ရှိတာသိပြီကြပြီလားကဲဒီနေ့တော့မူကရစားရတာကြိုက်တဲ့သူတွေအတွက် Chinatown မှာရှိတဲ့ Good Combo hotpot and barbecue buffet ဆိုင်အကြောင်းပြောပြချင်ပါတယ်ဒီဆိုင်ရဲ့ကျွန်တော်အကြိုက်ဆုံးအချက်ကတော့အခုမြင်နေရသလိုလူတယောက်စာအတွက် hotpot soup နဲ့ barbecue grill ကိုတွဲပေးထားတာပါအဲ့တော့အရေးတောက်ချင်တဲ့အချိန်တောက်လို့ရသလိုအသားကင်စားချင်တဲ့အချိန်လည်းတစ်ခါတည်းကင်စားလို့ရပါတယ် hotpot အတွက်ဆိုရင် soup အမျိုးပေါင်း12မျိုးတောင်ရှိပြီးကိုကြိုက်တဲ့ flavor ကိုရွေးချယ်နိုင်ပါတယ် soup အမျိုးအစားပေါ်မူတည်ပြီးဈေးနှုန်းကအနည်းငယ်ကွာခြားနိုင်ပေမဲ့ဟင်းရီကုန်ခါနေတိုင်း staff တွေက refill လုပ်ပေးတာမို့ကြိုက်တဲ့လောက်တောက်လို့ရပါတယ် barbecue အတွက်လည်းအသားတွေကိုကိုယ်တိုင်သွားယူစရာမလိုပါဘူးစပွဲပေါ်က QR code ကို scan လုပ်ပြီးကြိုက်တဲ့လောက် order တင်လို့ရပါတယ်နောက်ထပ်သဘောကျမိတဲ့အချက်ကတော့ barbecue ကင်စားတဲ့အခါသုံးတဲ့ baking paper တွေ tissue တွေကို free ထားပေးထားတဲ့အပြင်အမှိုက်ပစ်ဖို့ plastic bag တွေပါ ready ချပေးထားတာပါ dessert အတွက်ဆိုရင် ice cream ကိုလည်းကြိုက်တဲ့လောက်စားလို့ရပြီးကိုကြိုက်တဲ့ topping တွေနဲ့စိတ်ကြိုက်ပြင်ဆင်ပြီးစားလို့ရပါတယ်ပြီးတော့ဒီဆိုင်မှာအသားတွေဆိုရင်လည်းတကယ်စားနိုင်တဲ့သူတွေအတွက်တော်တော်လေးကိုတန်တယ်ဗျာကျွန်တော်သွားစားတော့ကတော့ကြက်သားပြောနဲ့ဝက်သားတောင်မစားခဲ့ပါဘူးတိုးသားအမဲသားနဲ့ seafood တွေကိုပဲအဓိကထားပြီးအဝစားခဲ့တာပါဘီယာကြိုက်တဲ့သူတွေအတွက်လည်းဘီယာမှာတောက်လို့ရတယ်နော် hot pot ပူပူလေးရယ် barbecue အသားကင်လေးနဲ့ဘီယာလေးနဲ့တွဲလိုက်ရင်တကယ်ကို share ပဲဗျာဒီဆိုင်ကိုသွားချင်တယ်ဆိုရင် Chinatown MRT exit area ထွက်လိုက်တာနဲ့ Good Combo hot pot and barbecue ဆိုတဲ့ဆိုင်ကိုတွေ့နိုင်ပါတယ် Google Map မှာလည်းဆိုင်နာမည်ရှာပြီးအလွယ်တကူသွားလို့ရပါတယ် So what do you guys think about a buffet where everyone get their own hot pot and barbecue grill let me know in the comments